သူ့နာမည်ကိုတော့ဒမ်ချိုင်လို့ခေါ်ပြီး IT ကုမ္ပဏီတစ်ခုမှာနှစ်ပေါင်းများစွာအလုပ်လုပ်နေခဲ့ပေမဲ့အခုထိမှတ်မိနေခြင်းမရှိတဲ့လုံခြုံရေးဝန်ထမ်းတွေကနေ့စဉ်ဝန်ထမ်းကတောင်းယူစစ်ဆေးပါတယ်လုပ်ဖို့ကံဘက်တွေကလည်းဘာမှမခက်ခဲတဲ့သူ့နာမည်ကိုမမှတ်မိကြတဲ့အပြင်စားနေကြဆိုင်တွေကလည်းသူ့ကိုသတိမထားမိတဲ့အတွက်စားကျင်တဲ့ပုံစံကိုအခောက်ခါခါရှင်းပြနေရပါတယ်တလောကလုံးကသူ့မွေးနေ့ကိုအတိမမပြုကြပေမဲ့နှစ်စဉ်နှစ်တိုင်းမွေးနေ့ဆုတောင်းကိုတတိတရအမြဲပို့နေတတ်တာကတော့ဆက်သွယ်ရေးကုမ္ပဏီကပဲဖြစ်ပါတယ်ပျော်ပွဲရှင်ပွဲတွေမှာသူ့ကိုဖိတ်ဖို့တွန်းဆုံနေတတ်တဲ့လုပ်ဖို့ကံဘက်တွေဟာခိုင်းတဲ့အရှိရင်တော့အာမနာတန်းဆက်ဆံကြပါတယ်ပြီးတော့လူတွေနဲ့ပေါင်းသင်းရတာခက်လာတဲ့အချိန်တိုင်းသူလိုအပ်သမျှကို shortcut ကြီးနဲ့ုံနဲ့မဆိုင်မတွလုပ်ပြီးနိုင်တဲ့သူ့ကွန်ပျူတာတွေကသာအဖို့ကောင်းဖြစ်လာပါတယ်အခြားလူတွေလိုမဟုတ်ပဲသူ့နားမှာရင်းနှီးပွင့်လင်းစွာစကားပြောတတ်တဲ့ new way ဆိုတဲ့မိန်းကလေးဟာဒမ်ချိုင်ပြောပြနေတဲ့ ID အသုံးအနှုန်းတွေကိုစိတ်ဝင်စားတာကြောင့်နောက်တစ်ခေါက်သေချာလာမေးအောင်ပဲဆိုကသူ့နာမည်ကိုခေါ်လိုက်တဲ့အတွက်အံ့ဩသွားပါတယ်နာမည်အပြည့်စုံကိုပါသိနေရကြောင်းပီတိဖြစ်သွားပြီမဲ့သူမကိုသူမမိတ်ဆက်လာတဲ့ new way ကတော့ဒမ်ချိုင်ရဲ့ level ကဝန်ထမ်းကတ်ကိုညွှန်ပြပြီးထွက်သွားပါတယ်ဘာပဲဖြစ်ဖြစ်တရုံလုံးမှာအနည်းဆုံးသူ့နာမည်တက်ခေါ်သူတယောက်ရှိလာပြီလို့ကျေနပ်စွာတွေးလိုက်ပြီးအဲ့ဒီနေ့ကစလို့သူဟာ new way ရဲ့နံပါတ်1ပရိသတ်ဖြစ်လာပါတယ်ဘယ်အချိန်တွေရုံးလာတတ်တာရုံရောက်ချင်းဂိမ်းကနာစောက်တတ်တာနဲ့ညပိုင်းအိမ်မပြောမှဆိုလို့ကော်ဖီကိုတဝက်ပဲထွက်တော့တတ်ပြီးခစ်ပေါ်သချင်းတွေမကြိုက်တတ်သူလို့လည်းသိလိုက်ရပါတယ်။ new way ရဲ့တစ်ဆိုင်မမတ်အိမ်မက်ကတော့ဘဝမှာတစ်ခါလောက်နှင်းပွဲတော်ကိုကြောက်အောင်သွားဖို့ရည်ရွယ်ထားသူလို့လည်းသိခဲ့ရပြီးအမြဲလိုပေါ်ပါစွာပြောရည်နေတတ်တဲ့ new way ထံမှာစိတ်မကောင်းဖြစ်နေရင်တော့စူးစမ်းပြုံးပြတတ်တဲ့အပြုတ်မှုတွေကိုပါသတိထားမိလာပါတယ်။ဒါပေမဲ့ကုမ္ပဏီမှာဥက္ကဋ္ဌတစ်ယောက်ဖြစ်တဲ့ top ဆိုတဲ့ရုပ်ကဆိုးကအလုပ်ကိစ္စအပြင်သွားပြရှိတိုင်း new way ကိုခေါ်သွားတတ်သူမို့သူတို့ထွက်သွားတဲ့အချိန်တိုင်းအသက်မရှူစတန်လိုက်ဆက်စုနေသူတွေကြားထဲမှာဒန်ချိုင်ကတော့အသက်ပြောက်သွားသလိုခံစားနေရပါတယ်။တပတ်အတွင်း3ချိန်မြောက်အပြင်တူသွားခြင်းဆိုတဲ့စကားသံတွေ new way အတွက်ပန်းစည်းလက်ဆောင်ပေးနေပုံတွေကမဆိုင်ပေမဲ့ရင်ဘတ်ထဲအောက်စီမဲ့မြင်ကွင်းမျိုးဖြစ်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ထိုနေ့မှာရုံးကားမပြန်သေးတဲ့ဒမ်ချိုင်ကိုတငယ်ချင်းဖြစ်သူဒီကတော့ပြက်ကွန်ပျူတာကိုပြင်ပေးဖို့မှာသွားတာကြောင့်အမှတ်မထင်ဖွင့်ကြည့်လိုက်တဲ့အခါတော့ပြက်မိသားစုတပ်ပုံကိုမြင်လိုက်ရပါတယ်။နှစ်သက်ပါတီပွဲအတွင်းကိုပြောက်လူသားအဖြစ်ပြင်ဆင်လာတဲ့ဒမ်ချိုင်ရဲ့အနီးမှာတော့စီသွားရမယ်ဆိုတဲ့ new way တယောက်ရင်ထိုးပြဿနာကိုလွတ်လပ်စွာဖြေရှင်းနေတဲ့အတွက်မျက်နှာလွှဲထားရပါတယ်။ကုမ္ပဏီရဲ့နှစ်သက်ကူပါတီကိုဥက္ကဋ္ဌဖြစ်တဲ့ top ကပဲတက်ရောက်စကားပြောခဲ့ပြီးဒီနေ့စီးပွားရေးမကောင်းတာကြောင့်ရုံးခီးအသင်ကိုဝေမသွားနိုင်ဘူးလို့စနောက်ခါတကယ်သွားမယ့်နေရာကတော့ဟော့ကန်တိုလို့ကြေညာလိုက်ပါတယ်။ထိုစကားကြောင့်ပျော်ရွှင်နေတဲ့ new way ကိုကြည့်ရင်လူတစ်ယောက်ကနှင်းပွဲတော်သွားခြင်းကြောင့်ကြားထားလို့စီစဉ်လိုက်တာလို့ပြောပြလိုက်ပါတယ်။အင်အားကြီးသူကသာအခွင့်အရေးပိုရနိုင်တဲ့လောကကြီးထဲမှာဒမ်ချိုင်လိုလူမျိုးအတွက်တော့သူသဘောကျနေတဲ့မိန်းကလေးဟာတပားသူကပြုံးပြောင်းအောင်ဆောင်ကျင်းပေးနိုင်တာကိုသာမေးကြည့်နေခဲ့ရပါတယ်။ဒီလိုနဲ့ကုမ္ပဏီရဲ့ပျော်ခီးသင်ဟာဟော့ကန်တိုဆိုတဲ့နေရာကိုစတင်လာခဲ့ပေမဲ့ဒမ်ချိုင်အတွက်တော့ထူးပြီးပျော်စရာကောင်းမနေတဲ့အပြင်သူ့မင်းသမီးနဲ့ဒီလိန်တို့ရဲ့နှစ်ပါးသွားကိုရှင်းနာသွားကြည့်နေရပါတယ်။မျက်လက်တူတွေကိုယုံကြည်နေတတ်တဲ့သူ့ရဲ့မင်းသမီးဟာတောပြက်လက်ကိုဆွဲပြီးတနေရာသွားကြည့်ဖို့ခေါ်ပေမဲ့ရုံးကလူတွေရှိနေရလို့တတိပေးလိုက်တော့မှထိန်းလိုက်ပါတယ်။ new way ရဲ့ခံစားချက်တွေသူ့ဘော်တိမ်ညွတ်လာပြီးမှရေးမိနေတဲ့တော့ဟာဒီခီးကပြန်ရောက်တာနဲ့သူ့လက်ထက်လက်ဖုတ်ကိုပြောင်းအောင်လုပ်ပြမှာမို့သူ့ကိုလက်ထပ်ပါလို့တောင်းဆိုလိုက်ပါတယ်။ထိုကြည်နူးစရာမြင်ကွင်းကိုငေးနေရသူဒမ်ချိုင်ကတော့သူ့ရဲ့မင်းသမီးအပေါ်ဥက္ကဋ္ဌပြမဲ့မျက်လက်မှန်ပါသေးလို့မစီမဆိုင်ဆုတောင်းပေးနေပါတယ်။ဆုတောင်းကောင်းပုံရတဲ့ new way ဟာသူမအိမ်မက်အတိုင်းနှင်းလျှောစီးခွင့်ရလာပြီးမို့စတင်ထွက်ခွာခဲ့ပေမဲ့ပထမဆုံးချိန်မို့လဲကျသွားပါတယ်။ဒါကိုမြင်လိုက်ရတဲ့ဒမ်ချိုင်တယောက် new way ကိုထူပေးဖို့နားသွားတဲ့အခါနာမည်မားပေါ်နေသူ new way ကြောင့်လက်တွန့်သွားချိန်သူနဲ့ဆွေလူအပေါ်တက်ဝစ်ထားတဲ့တော့ပြောက်လာတာမို့လှည့်ထွက်လာခဲ့လိုက်ပါတယ်။ကြောင်တောင်ခီးစဉ်ဖြစ်နေသူဒမ်ချိုင်အတွက်တငယ်ချင်းဖြစ်သူဒီကရှေ့မှာမြင်နေရတဲ့ခေါင်းလောင်းကိုဒီကအချစ်အတွက်သူ့တစ်ခုတောင်းလို့ရတယ်လို့မြှောက်ပြီးသွားပါတယ်။မယုံကြည်ပေမဲ့အရှုံးမရှိတာမို့မျက်စိစုံမိတ်ရင်တရက်စာတဲ့ဖြည့်ဆည်းပေးဖို့ဆုတောင်းခဲ့လိုက်ပါတယ်။ဟိုတယ်မှာဓာတ်လီကားစီးနေစဉ်တကားဖွင့်လာတဲ့ new way ကသူ့ကိုမြင်တာနဲ့ပစ္စည်းကြံခဲ့တယ်လို့ဆိုကအခန်းထဲပြန်ဝင်သွားပါတယ်။အတူတူစီးခွင့်ရမလားဆိုတဲ့မျှော်လင့်ချက်နဲ့စိတ်မသွားသေးပဲစောင့်နေတော့လေတကယ်ကြံနေခဲ့တာလားတမင်လိုက်မစီးကျင်တာလားမသိတဲ့အတွက်လက်လျှော့လိုက်ပါတယ်။အောက်ထက်ကနှင်းပွဲတော်သွားရန်လူဆိုးတဲ့နေရာထံရောက်လာတော့သူတို့ဥက္ကဋ္ဌရဲ့သားနဲ့ဇနီးကကောက်ခါငင်ကရောက်လာတဲ့အတွက် new way ရဲ့ကိုယ်သားဂျင်လေးစွာလက်ရှာကြည့်တဲ့အခါအပေါ်တက်ကနေစိတ်ပြတ်စွာငေးကြည့်နေတာတွေ့လိုက်ရပါတယ်။နှင်းပွဲတော်ရောက်လာတော့အသေးကွဲနေရာကိုခေါင်းကိုက်တဲ့ဆိုပြီးလိုက်မလာသူ new way ရဲ့အတင်းဖျင်းကိုကြားလိုက်ရပါတယ်။ညသာစားချိန်မှာမျက်စိပြက်မျက်နှာပြက်နဲ့ရောက်လာသူ new way အတွက်တာဝန်ရှိသူကတော့ပြက်ဝိုင်းမှာနေရာချပေးမယ်ဆိုတဲ့စကားကြောင့်နေရာထိုင်ရာခက်စီမဲ့ကိစ္စအတွက်လွတ်နေတဲ့ထိုင်ကုန်မှာအပြေးဝင်ထိုင်လိုက်တဲ့အခါအားလုံးအံ့ဩကုန်ပါတယ်။ဒါပေမဲ့ရှစ်တက်တက်ကတော့တို့လင်များပြောသမျှကိုနားထောင်ခံစားနေရမယ့် new way ရဲ့ကိုယ်စားဝင်ထိုင်ပေးခဲ့ပေမဲ့မလန်မကန်းကအာယုံစိုက်နေတဲ့ new way ကတော့တော့ပြက်နောက်ထပ်ရင်သွေးသတင်းကိုပါကြားသွားပါတယ်။ဒါကြောင့်မတမစားပဲထပ်ထွက်သွားတဲ့ new way နောက်ကိုလိုက်ကြည့်တဲ့အခါအချိန်ဘလောက်ကြာသူမစောင့်နိုင်ပါတယ်လို့ပြောရင်ခိုးငုံနေတဲ့ new way ကိုစိတ်မကောင်းစွာစောင့်ကြည့်နေခဲ့ပါတယ်။ထူးထူးဆန်းဆန်းတချင်းဖွင့်ထားလို့ရတဲ့ဟိုတယ်ရဲ့တန်းစင်ကန်ထဲမှာတချင်းတန်အောင်ဖုံးသွားတဲ့ထီအောင်ငုံနေတဲ့ new way ရဲ့နာကျင်မှုတွေကိုတစ်ထက်ထဲလိုက်လံခံစားပေးနေမိပါတယ်။ဒီလိုနဲ့ခီးစဉ်ပြီးလို့ပြန်ကြတော့မယ့်အချိန်မိသားစုနဲ့ဂျပန်ကိုဆက်သွားမဲ့ top ကိုမြင်လိုက်ရပြီး new way ကိုရှာမတွေ့တော့တာနဲ့တယောက်တည်းဟိုတယ်အတွင်းပြန်ဝင်လာပါတယ်။အဲကန်တောက်မှာကြောက်ရွံ့လို့ထိုင်နေတဲ့ new way ကိုလှမ်းမြင်လိုက်ရပြီးပုံမှန်အတိုင်းစောင့်ကြည့်နေတဲ့နှင်းပွဲတော်ပိုစတာကိုသုတ်ဖြဲပြီးအပြင်ထွက်သွားတဲ့ new way ဟာမင်္ဂလာပွဲတစ်ခုကိုငေးကြည့်နေပြန်ပါတယ်။အဲဒီနောက်တယောက်တည်းနှင်းလျှောစီးဖို့ထွက်သွားသူ new way နောက်ကိုလိုက်နေရင်ကျွမ်းကျင်စွာမစီးတတ်ပဲခုန်ချသွားပြီးဖြစ်တဲ့ new way နောက်ကိုစိုးရင်တကြီးလိုက်သွားခဲ့ပေမဲ့သူကိုယ်တိုင်လည်းနှင်းတော်ထဲမှာအသားမကျသူမို့အကူကြီးလိုက်တောင်းရပါတယ်။တနေ့လုံးတညလုံးရှာပြီးမှတော့အသေးစိတ်ခင်းမဲ့သွားလဲကျနေတဲ့ new way ကိုပြန်တွေ့တဲ့အချိန်
တရက်တာဆန္ဒကိုဖြည့်ဆည်းပေးဖို့ဆုတောင်းခဲ့မှုတဲ့ခေါင်းလောင်းဟာရင်းထိုးနေခဲ့ပါတယ်ဆေးရုံပေါ်ရောက်နေတဲ့ညူဝီကိုဆရာဝန်ကလာစစ်ဆေးရင်ပြင်ပထိခိုက်ဒဏ်ရာလည်းကြီးကြီးမားမားရှိမနေခဲ့တာမို့အနေငယ်စောင့်ကြည့်ဖို့သာလိုကြောင်းပြောနေတဲ့ညူဝီပြန်သတိရလာပါတယ်ဒီတော့စစ်ဆေးနေတဲ့ဆရာဝန်ကကိုဘယ်သူမှသိလာလို့မေးတဲ့အခါသူမနာမည်ကိုရွှေ့ပြလိုက်ပြီးဘာလို့အင်္ဂလိပ်လိုတွေပြောနေရလဲဆိုတာနဲ့သူမဘယ်ကိုရောက်နေရလဲလို့မေးပါတယ်ထွက်လာတဲ့ခီးစဉ်ကိုတော့မမှတ်မိဘူးလားလို့မေးတဲ့ဒမ်ချိုင်ကိုလည်းသူမတို့တယောက်နဲ့တယောက်သိကြလို့လားလို့မေးနေရကြောင်းအတော်လေးလွဲချော်နေပြီဆိုတာသိလိုက်ရပါတယ်စိတ်စိတ်ချက်အဖြစ်မှာလဲညူဝီရဲ့အုံနောက်ကဘာလက္ခဏာမှမပြပေမဲ့သူ့ပုံစံရတော့ယောဂတစ်ခုခုဖြစ်နေနိုင်ပြီးထိုထူးဆန်းတဲ့လက္ခဏာကိုဒီလောက်ငယ်တဲ့လူနာထံမှာမမြင်ဘူးကြောင်းရှင်းပြပါတယ်အတိအကျပြောရရင် TG ဆိုတဲ့ယောဂတစ်မျိုးဖြစ်ပြီးဖြစ်ပွားပုံကတယောက်နဲ့တယောက်မတူညီနိုင်တာမို့ရုတ်တရက်အပြောင်းလဲဖြစ်သွားတဲ့ຢာတိဥတုကြောင့်လက်တလောအခိုက်အတန့်ကိုသတိမေ့သွားပေမဲ့ရေရှည်မှတ်ဉာဏ်တွေဖြစ်တဲ့သူမနာမည်သူမအိမ်လိပ်စာတွေကိုတော့မှတ်မိနေဦးမှာဖြစ်ပြီးပြဿနာတစ်ခုကတော့ရေတုံမေ့ပြောက်သွားလိမ့်မယ်လို့ဆိုပါတယ်လူနာတယောက်ချင်းစီကြုံတွေ့ရတာချင်းမတူတာကြောင့်ညူဝီဘလို့အတိုင်းတာနဲ့ဘလောက်ထိမှတ်ဉာဏ်ပျောက်သွားနိုင်လဲမပြောနိုင်ဘူးလို့ဆိုပါတယ်ဘလို့ကုသလို့ရနိုင်မလဲမေးတော့ဘာမှမလိုအပ်ပဲကြားရတာထူးဆန်းတယ်လို့ထင်ရပေမဲ့ညူဝီရဲ့ယောဂါကဒီနေ့တရက်တည်းကိုမေ့ပြောက်သွားမှာဖြစ်ပြီးမနက်ဖြန်မနက်အိပ်ရထားတာနဲ့ယနေ့တရက်တည်းရဲ့မှတ်ဉာဏ်တွေကိုမှတ်မိနေတော့မှာမဟုတ်ပဲကျန်တာတွေကိုတော့ပြန်လဲသတိရသွားလိမ့်မယ်လို့ဆိုပါတယ်